အားလုံးပဲမင်္ဂလာပါရှင်ယူရိုရဲ့ဒီရက်ထက်ပါဒီနေ့တော့ထပ်တော့ဂျော်ဖဲနိုင်မက်ကတ်ကိုသွားပြပါတယ်ထပ်တော့သွားတဲ့နေရာမိုးရီရွာတယ်ပေါ့နော်အဲ့တော့မိုးရဲရည်တဲ့ဂျော်ဖဲတော့ဖြစ်သွားပါပြီမိုးရီရွာပဲမဲ့လေဂျော်ဖဲကတော့ထုံးစံအတိုင်းလူစီမြဲစီဆဲပါပဲရှင်ဒူရင်းနီးစားချင်တယ်ဆိုလို့ရှိရင်ဒူရင်းနီးရောင်းတဲ့ဆိုင်က3-4ဆိုင်တော့ရှိပါတယ်အဲ့ထဲမှာထက်ညွန်ပေးစင်တဲ့ဆိုင်တွေကတော့ဒီဆိုင်လေးပါဒီဆိုင်လေးကဝယ်ရတာလည်းအဆင်ပြေတယ်နောက်ပြီးမြန်မာဝန်ထမ်းရောင်းတဲ့ညီမလေးလည်းရှိတော့မြန်မာလိုပြောပြီးလည်းဝယ်လို့ရတာပေါ့နော်ဒါကတော့နောက်ထပ်တစ်တီဆိုင်လေးပါရှင်သူရှိမှလည်းအမျိုးအစားတော်တော်လေးစုံပါတယ်ဒီဆိုင်ကတော့ထပ်တော့ဝယ်မစားဖြစ်သေးပါဘူးလက်လက်ဆက်ဆက်စီးဖူးတွေကိုချက်ပေးတဲ့ဆိုင်တွေ oyster salad ဆိုင်တွေအခုမြင်နေရတဲ့ဒီဆိုင်လေးကတော့ပြည်ကြီးကဥကျော်ဆိုင်လေးပါရှင်ပေါ့ပေါ့ပါပါ dessert အနေနဲ့စားဖို့အတွက်ကိုရီးယားရေခဲချက်ဆိုင်လေးတွေလည်းရှိပါတယ်ဘန်ကောက်မိုးကလေရန်ကုန်မိုးလိုပဲခဏလေးရွာပြီးတိတ်သွားတာပါမိုးတိတ်သွားတဲ့အချိန်မှာအလဲလျှောက်လမ်းမှာတင်နေတဲ့ရေတွေကိုရှင်းပေးနေတာပဲဖြစ်ပါတယ်နောက်ထပ် dessert အနေနဲ့ကတော့ဒူရင်းလာဖာနဲ့ sweet potato လာဖာဆိုင်လေးလည်းရှိပါတယ်နောက်ပြီးထိုင်းရုံးရမုံအချိုလေးတွေရတဲ့ဆိုင်လေးလည်းရှိပါတယ်ဒီဆိုင်မှာရောင်းတဲ့ဝန်ထမ်းအကူကလည်းမြန်မာပါပဲရှင်ဒါကတော့ထိုင်းထောဘက်ခေါင်းမိုးလိပ်ဆိုင်လေးပါဒီဆိုင်ရဟာလေးလည်းတော်တော်လေးစားလို့ကောင်းပါတယ်ဒီဆိုင်ကတော့ငါးစားအောင်ကင်တို့ပစွန်ကင်တို့ရတဲ့ဆိုင်ပါဒါကတော့ရေပွဲအကောင်လိုက်ကြော်ကြီးကြီးကြက်သားချောင်းကြော်ငါးသားချောင်းကြော်နဲ့ပစွန်တမ်ပူရာကြော်တွေရတဲ့ဆိုင်မှာဂျော်ဖန်နိုင်မက်ကတ်ထဲမှာ handmade accessory ပစ္စည်းဆိုင်လေးတွေလည်းအများကြီးရှိပါတယ်လက်ဆောင်ပြန်ပေးလို့ကောင်းတဲ့အရာလေးတွေပါထက်ကိုယ်တိုင်ကလည်း handmade ပစ္စည်းလေးတွေလုပ်ရတာကြိုက်တယ် handmade လေးတွေချစ်တဲ့လူဆိုတော့ဒီလိုမျိုး handmade accessory ဆိုင်လေးတွေတွေ့ရင်ပုံမရရမနေနိုင်အောင်ပါပဲဒီဆိုင်လေးကတော့ထက်ဂျော်ဖဲရောက်လို့ရှိရင်မစားမဖြစ်မြဲစားတဲ့ဆိုင်လေးပါထက်အရန်လည်းကြိုက်ပါတယ်ဒီဆိုင်လေးရဲ့နာမည်ကတော့ဖူဖာလို့ခေါ်ပါတယ်ဒီမုံလေးတွေကိုထိုင်းလိုမျိုးဘယ်လိုခေါ်လဲတော့မသိပေမဲ့ထက်ကတော့မြန်မာလိုပဲစီဖူးမုံလည်းမရလို့ခေါ်ပါတယ်စီဖူးမုံလည်းမရလေးလဲဝယ်ပြီးပြီဆိုတော့ထက်တို့စားနေကြတုံရမ်းခောက်ဆွဲဆိုင်ကိုဆက်လက်ချီတက်ပါမယ်ဒီဆိုင်လေးမှာကတခြားမီနူးတွေလည်းရပါမယ်ထက်တို့ကဒီဆိုင်ကတုံရမ်းခောက်ဆွဲကိုတော်တော်လေးကြိုက်ပါတယ်ထက်တို့စားတယ်လို့စီဖူးမုံလည်းမရနဲ့ဒီဆိုင်ကတုံရမ်းခောက်ဆွဲလေးကတော်တော်လေးလိုက်ပါတယ်အဲဒါကြောင့်မလို့ဂျော်ဖဲရောက်လို့ရှိရင်သွားပြီးစားကြည့်တင်ပါတယ်သူ့ရဲ့တုံရမ်းခောက်ဆွဲမှာလေပစွန်နေပါတယ်နောက်ပြီးအသားလုံးပါတယ်နောက်ပြီးဝက်ခောက်ပါတယ်ပေါ့နော်အရသာလည်းတော်တော်လေးကောင်းပါတယ်ဗီဒီယိုလေးရဲ့အဆုံးသတ်ကိုတော့ဂျော်ဖဲကမြောင်လို့စကွန်နဲ့နှုတ်ဆက်လိုက်ပါတယ်ထက်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ထက်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးတွေလုပ်သွားပေးကြပါအောင်ရှင်တတ်တာ